တကယ်အားလုံးမင်္ဂလာပါဘောနော်ဆိုင်ငယ်မေးတဲ့လူတွေပေါ့နော်ကလစ်125တွေပေါ့နော်ရှိရဟုတ်လားလိုချင်တဲ့လူရှိရင်မှယူလို့ရရနော်အလုပ်သွားလုပ်ပြန်စီလို့ရရနော်စကော့အလုံးလေးတွေလည်းရှိတယ်နော်1900ပဲနော်စိုးနေလည်း1900ပဲဟုတ်လားလိုချင်မှယူလို့ရတာဟုတ်လားဒီမှာကြီးကျွန်တော်ပြရမှာစတေပြဒီ icon ရဲ့ကလစ်ရဲ့အဲ့ဒီဥစ္စာ၄စီးကတစ်စီး8000နဲ့ပဲကျွန်တော်ရောင်းပေးမယ်လားအလုပ်သွားလုပ်ပြန်စီလို့ရတယ်နော်ကလစ်ရဲ့ဒီ1တန်းတစ်စီးရှိပါတယ်နော်1တန်း license တော်လာပြီးသားပေါ့နော်အဲ့ဇောမှာလာအဲ့ဇောအခုချိန်နေမရောက်သေးလို့အားကြောင့်မလို့ဒီလိုချင်တဲ့လူရှိလို့စရင်ယုံကြည်နဲ့မှယူလို့ရတယ်နော်ကျွန်တော်ပြရမယ်ဆိုင်ကအရင်ကလစ်125တွေလှရတယ်နော်ဘယ်သူပဲဖြစ်လိုချင်မှယူလို့ရတယ်ကြီးနာစာလွတ်တယ်နော်ဝေဝန်တန်ရှိတယ်ပေါ့နော်ဒီဘင်းကတော့အကုန်လုံးပြန်ဆင်ထားပေးတယ်ပေါ့နော်လှတယ်ဘင်းကတော့လိုချင်ယုံကြည်နဲ့မှယူလို့ရတယ်နော်အနာစာလွတ်တယ်ဟာနောက်မှကျွန်တော်ဗီဒီယိုသူဒီစီလေးရိုက်ပြီးတင်ပေးမယ်အဲ့တော့မေးထားတဲ့လူတွေရှိတယ်နော်ဒီမှာကလစ်တွေရှိတယ်နော်လိုင်စင်တော်ပြီးသားတယ်နော်66 60နေရှိတယ်နော်လိုချင်တဲ့လူရှိရင်မှယူလို့ရတယ်ဟာလားတကယ်ချင်းတွေဘယ်သူပဲဖြစ်အဲ့လောက်ရှိတယ်နော်2000ဝဲပဲနော်ကလစ်1000နဲ့8000နော်ဖီနိုလေးတွေလည်းရှိတယ်ဟာလားအမကြီးဆိုင်ငယ်တွေအနာစာလွတ်တယ်ပေါ့နော်လှတယ်လောက်သူအလုပ်ပြန် AC လို့ရပါတယ်ခင်ဗျာမီအိုလည်းရှိတယ်နော်1500ပဲအကုန်လုံးလိုချင်တဲ့လိုချင်တဲ့လူရှိရင်မှယူနိုင်တယ်ပေါ့နော်ဘယ်သူပဲဖြစ်အလုပ်တော့လုပ်ပြန်စီလို့ရတယ်CBR လိုချင်တဲ့လူတွေရှိရင်လည်းမှာယူလို့ရတာဟာ CBR 2500ခေါ်ထားတဲ့ဥစ္စာ license တွေအကုန်လုံးရှိနော်စာရွက်စာတမ်းအကုန်လုံးပေးရနော်ကျောင်းစီမဆိုင်ငယ်ဝယ်လို့ရှိရင်ဟာလားအဲ့2900တန်ကိုရလို့ရှိရင်2600တန်ရမယ်ဒီကောင်ဆိုလို့ရှိရင်ရ2300ကျော်နဲ့ရမယ်ဟာလားလိုချင်လည်းလိုဝင်ကြည့်လို့ရတယ်ပေါ့နော်ဘယ်သူပဲဖြစ်မှာယူလို့ရတယ်ဟာလား CBR 300လည်းရှိတယ်ပေါ့နော်လိုချင်မှာယူလို့ရပါတယ်ခင်ဗျဈေးအကုန်လုံးကိုမြင်လျှော့ပြီးရောင်းပေးတယ်နော်9900တန်နေတကယ်လာယူမယ်ဆိုလို့ရှိရင်9000နဲ့ရမယ်ဘာပို့ရမယ်ဆိုရင်တော့မရဘူးဆိုင်ရှင်းမလာဝင်လျှော့သေးပို့ပြီးပေးတယ်ပေါ့နော်လိုချင်ဘယ်လိုပဲဖြစ်မှယူနိုင်ပါလားခင်ဗျနော်သူပဲဆက်သွယ်ရမယ့်ဖုန်းနံပါတ်တော့ကြီးကျွန်တော်ပြရမယ်ဒီဖုန်းနံပါတ်ဆက်သွယ်လာခဲ့ဒီဖုန်းနံပါတ်နှလုံးကြိုက်တဲ့ဥစ္စာဆက်သွယ်လာခဲ့ဒါမှမဟုတ်ကွန်မင်းဖုန်းနံပါတ်ဆက်သွယ်လာလို့လည်းရတယ်396နဲ့959599ဆိုင်ကအများကြီးရှိတယ်ဗောနော်ဒီတရက်နှစ်ရက်ကြာလို့ဆိုရင်လည်းဒီဘင်းအစ်စ်တွေ model အစ်စ်တွေရအောင်မယ်ဟဲ့လားလိုချင်ဘယ်လိုပဲဖြစ်မှယူနိုင်ပါလဲခင်ဗျအားလုံးပဲအထူးကျေးဇူးတင်ပါတယ်